ဘယ်သူကများထင်ထားမှလဲဒီအမျိုးသားဟာမြို့မှာအနစ်20ကျော်ရုန်းကန်ခဲ့ပြီးနောက်သူ့လေကျေးလက်မွေးရမြေကိုပထမဆုံးပြန်လာချိန်မှာမထဲမှတ်ပဲသူ့ချမ်းမြေအောက်မှာမြေကျင်းကြီးတစ်ခုတူးလိုက်ပါတယ်ပြီးတော့ Boeing 747 လေယာဉ်ကစင်းကိုအဲ့ဒီကျင်းခဲကိုထည့်လိုက်တယ်။သူ့ပေါက်တစ်ခုလွတ်ပြီးတဲ့နောက်မှာတော့သူကမြေပေါ်မှာခစ်မီဇင်းခတ်အင်ကြီးတစ်လုံးစောက်လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့မြေအောက်ကဒီလေယာဉ်ကိုပြုတ်ပြမွမ်းမံတော့မှာထက်ပါတယ်။ပထမဆုံးလေယာဉ်အတွင်းနိုင်ရန်တွေကို insulation foam နဲ့ဖြန်းလိုက်ပါတယ်။ပြီးတော့နိုင်ရန်ပြားတွေနဲ့ကတ်လိုက်ပါတယ်။ကျန်းခင်းအတွက်ကတော့တစ်သားပေါင်းတွေကတ်ပြီးအလားတူဖုန်းတွေနဲ့ဖြန်းလိုက်ပါတယ်။ပြီးတော့ကျန်းခင်းပြားတွေခင်းလိုက်တယ်။ပြီးတော့လီရင်မှုအခန်းနဲ့ဆက်သွယ်ထားတဲ့နေရာမှာလုံခြုံရေးတကားတစ်ခုတက်ဆင်လိုက်ပါတယ်။ဆက်လက်ပြီးအခန်းရဲ့မျက်နှာပြင်ပေါ်မှာခစ်မီနိုင်ရန်ကတ်စကူတွေနဲ့ကျန်းခင်းကော်စောတွေကိုခင်းကျင်းလိုက်ပါတယ်။ဆိုဖာစားပွဲနဲ့ထိုင်ကုန်တွေထားလိုက်တယ်။ဒီလိုနဲ့မြေအောက်ဘန်ကာပါတဲ့ဇိန်ခန်းအင်ကြီးတစ်လုံးစောင့်လို့ပြီးစီးသွားပါတယ်။လေယာဉ်မှုအခန်းကိုတော့စောင့်ကြည့်ထိန်ချုပ်ခံအဖြစ်ပြောင်းလဲထားပါတယ်။ဒီအမျိုးသားကတော့တကယ်ကိုတီထွင်းစမ်းတက်နိုင်လွန်းပါတယ်။